ဟုတ်ကဲ့မင်္ဂလာပါခင်ဗျနောက်တစ်ခေါက်မင်္ဂလာပါเนาะကျွန်တော်ပျော်ရွှင်စာနဲ့ပြောရမယ်ကျွန်တော်တို့ရဲ့စားဝဲတောက်ဝဲပြီးပါပါပြီအကိုဘယ်လောက်ထိမလုပ်ပါနဲ့ဒါကြကူပါအကိုမလုပ်ပါနဲ့ဒါမှမကင်ပါနဲ့ကိုဟုတ်ကဲ့အကိုဒီလိုစားတောက်ပြီးတော့ဘယ်လိုခံစားရပါလဲပြီးခဲ့တဲ့ပတ်တော့ကိုတို့ restaurant မှာကိုတို့သွားခဲ့တယ်ဗောနော်အခုကျတော့ natural ရဲ့တဘာဝအလိုက်ကိုတို့စားခဲ့တယ် စားတော့ပြီးပြောမယ်ဆိုကွာအဲ့ဒါတက်ကြည့်ပါလား အကိုပြောပါ တခြားစီပဲ အကို 哎，听到听的，那阿龙屁股哇！ အကို ပြောပါဆိုတော့အရှိပါဗျာ ဟုတ်ကဲ့ ကျွန်တော်ပြမတူလေးဆိုတော့အခုအရှိရပြတဲ့ကြောင်သိပြီးတော့မခံဘူးခင်ဗျာ ဟုတ်ကဲ့အကိုဒီကအကို ကျွန်တော်တို့satisfy ပါနောက်လည်းဆက်နောက်လည်းဆက် ဟုတ်ကဲ့ ကမ်းမြန် ဟုတ်ကဲ့ ကမ်းမြန် ဟုတ်ကဲ့အကို ဒီကူကလေးစားပြန်လားဒီမှာချောက်ကန်နဲ့ကန်နဲ့တက်ရကန်နဲ့ ဟုတ်ကဲ့ဟုတ်ကဲ့ အနိုင်တရားကန်လေး ဟုတ်ကဲ့ ရောက်ခုနအိလေးကန် အကိုဒီကအကိုဘယ်လိုခံစားလဲ ကိုကတော့ပတ်တယ်မှာဘာလို့လုပ်နေလဲ ဟုတ်အကိုဒီကအကိုဘယ်လိုခံစားရလဲပြောဓာတ်ကင် ဟိုဘာလဲငါစီ လိုက်စားစီတယ်နောက်မှပြော ဟုတ်ကဲ့ဟုတ်ကဲ့ ငါစီစင်တော့ဒါပဲကိုဘာမလား ကျွန်တော်တော့တော်တော်လေးပျော်တာခံစားရတယ် ဘာမလား ဟုတ်ကဲ့ကျွန်တော်အကိုတော့ဒီတစ်လုံးတစ်ခုမိမယ်ဒီလိုမျိုးခံစားရတာဗောနော်ဘ누구ကြောက်ပါလဲမသိဘူးခင်ဗျ အာဘူးကြောင်ယောဘောဘောဘာဦးဘောယေတော့ဘောယေဦး မူရပါဘော သူကနာဖာကြီး အနေများတယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်လည်းကျွန်တော်တို့ဗီဒီယိုတွေအားပေးပါ မင်းမပါတယ်ဟိုင်းနေပြရမယ် လူကြောက်ပါလေ ဟုတ်ကဲ့ ကျွန်တော်ဒီလိုဖြစ်လာကျွန်တော်ဒီလိုဖြစ်လူကြောက်လဲ ဟုတ်ကဲ့မပြောတော့ပါဘူးမပြောတော့